နှစ်မှာတစ်ခေါက်ပဲရှိတယ်ကျိုင်းတုံမျိုးမှာဒီရဲ့စော်ဘွားဈေးနေ့ပေါ့နော်စော်ဘွားဈေးကတကယ်တော့မနှက်ဖြန်မှာဒီနေ့မှာကခင်ချင်းပြီးမှသူတို့နေရာတွေယူထားကြရတာပေါ့နော်အခုပြထားတဲ့နေရာကစော်ဘွားအုပ်ကူတွေပါရှင်ဒီညီမတို့ရှမ်းရှိမှာအုပ်ချုပ်ခဲ့တဲ့စော်ဘွားတွေရဲ့အုပ်ကူလေးတွေပါအဲ့အဖြူရောင်လေးတွေကအထဲမှာဘာတွေရှိလဲဆိုတာတွားကြည့်ကြမယ်နော်ညီမနဲ့အတူလိုက်ကြည့်ကြပါဦးရှင်ဒါကကျမတို့ရဲ့ရှမ်းယူရလက်မော့အကပေါ့နော်အရင်ရှိမှဆိုလို့နောက်ကဟာလေးနည်းနည်းရေးပြီးမှပြပေးမယ်နော်ဒါကတော့စော်ဘွားရဲ့အဲ့ဒီအုပ်ကူရဲ့အရှိရနေညီမလေးပြထားပါတော့တကယ်တော့ဈေးကမနှက်ဖြန်မှာဈေးဖွင့်တော့ဗောနော်ဒါမှဒီကလေးနေရာယူရင်းနဲ့သူတို့ကလည်းဒီညကလေးကစရောက်တာဗောနော်အဲ့လိုစရောက်တာတိတ်တော့အဲ့လိုအရှိနေ့တွေမှာတိတ်တော့မရှိဘူးဒီနှစ်မှာအစီဆုံးပဲအခုညမှာလည်းစိုင်နေအများကြီးရှိပါလို့ရှင်ဒါလေးကတော့စော်ဘွားရဲ့အုပ်ကူကြီးဗောနော်ဒါကတော့စော်ဘွားရဲ့အုပ်ကူကြီးပါရှင်ဒါလေးကတော့အောက်ကစော်ဘွားလေးတွေဗောနော်ဒီရဲ့ဈေးထဲမှာဒီအခုရောင်းနေတဲ့ဈေးတန်းတန်းလုံးအဲ့ဒီအဲ့ဒီအနောက်မှာနောက်ခိုင်နေကြတော့မြို့ယူလို့လည်းမတော့ရှောင်းတော့အကုန်စီးတည်နေစီပါလို့ရှိရင်菜搞零啥？ကျင်းဟာကျင်းပါကျင်းပါ进啊！ကျင်းပါ姐，เอา两不来吗？哎呦，那干嘛的？啊，你什么呀？哦，咁你เอากระท่อมอะไรอยู่กันกับอ่ะย้อนตีมันเรื่องอ่ะ把那个啊，เขาเนี่ยจ๋าได้哦，啊，我来去掉没？ဈေးကဒီနေ့တရက်ပဲရှိပါတယ်ရှင်ဒီနေ့ညရဲ့မနေ့ကမနေ့ရေပေါ့နော်ခေါင်းချင်းလေးသူဈေးတဲ့လေးကိုခေါင်းချင်းလေးသူလည်းလာရောင်းလို့ရပါတယ်ရှင်တနေ့မှာတစ်ခေါက်ပဲရှိရပါရှင်ဒီနေ့ကဒီညမှာလည်းဆိုတော့အဲ့လောက်ရမ်းစီရပါတော့ဒီနေ့ကတော့တော်စီပါတယ်ရှင်မနေ့ကတူရမယ်ဒီမနေ့ပြန်ဆိုလဲလူငယ်တွေအပြည့်လူကြီးလူငယ်မရွေးအကောင်ဒီဈေးလာပါတယ်ရှင်ပြောပြကြပါမယ်။နောက်လည်းကျန်းတော်လည်းပြည့်ခဲ့ရင်ဒီလိုမျိုးဆိုပါစေတနေ့တစ်ခါရှိတဲ့ဆိုပါစေအထင်ကြီးရလေးပါနော်။ဒီလိုလေးလက်ကြည့်စီချင်ပါတယ်ရှင်။ဘုရားကျေးဇူးတင်ပါတယ်။